အားလုံးပဲမင်္ဂလာပါသမီးဆိုမဲ့တခြင်းလေးကတော့အပျော်ကြမှာလားတကယ်လားလို့မြင်ရပါတယ်ရှင်ဒီတခြင်းလေးကိုဂီတာဇော်မင်းဥဆောင်ရေးဆက်ပေးထားတာဖြစ်ပါတယ်နားဆင်ပေးပါDon't listen, we